မိတ်ဆွေတို့ကျွန်တော်ပြောပြမှာကတော့ထိုးတဲ့ကနေပြီးတော့ဓာတ်ပုံတွေဗီဒီယိုတွေကို SD ကတ်ထဲကိုပြောင်းထည့်တဲ့နည်းဖြစ်ပါတယ်ဗျအဲတော့ကျွန်တော်တို့ mind file ကိုအရင်ဆုံးဝင်လိုက်ပါပြီးလို့ရှိရင် image ဓာတ်ပုံကိုထောက်လိုက်ပါပြီးလို့ရှိရင်အဲ့ဒီကကျွန်တော်ဗီဒီယိုတစ်ဖိုင်ကိုအရင်ဆုံးထည့်ပြပါမယ်ပြီးလိုက်မယ်ပြီးလို့ရှိရင်ဒီဘက်မှာ move ကိုထောက်လိုက်ပါ move ကိုနှိပ်လိုက်ပါနော် move ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာရတော့ပါပြီနော်အဲ့တော့အပေါ်မှာတချို့ဖုန်းတွေမှာတော့ရှိလို့ဟိုဘက်ကိုယူသွားတယ်ကျွန်တော်ဖုန်းတော့ဒီမှာ direct ပေါ်တယ် SD ကတ်ဆိုတာအဲ့ဒါကိုနှိပ်လိုက်ပြီးလို့ရှိရင်ကိုက SD ကတ်ကိုထည့်ရမယ်ဆိုလို့ရှိရင်ဒီမှာအပေါ်မှာအပေါင်းလေးရှိတယ်အဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ကိုဒီမှာရေးချင်တဲ့ဗီဒီယိုဆိုဗီဒီယိုပေါ့ဓာတ်ပုံဆိုဓာတ်ပုံကိုကြိုက်တာရေးပြီးတော့ထည့်လို့ရပါတယ်အဲ့တော့ကျွန်တော်ကတော့ဗီဒီယိုဖြစ်တဲ့အတွက်ဗီဒီယိုလိုရေးထည့်လိုက်မယ်ဗီဒီယိုတူလို့နားပြလိုက်အဲ့တော့အောက်ကဒီ create ကိုနှိပ်ပြလိုက်ပါပြီးလို့ရှိရင်ဗီဒီယိုတူဆိုတာရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါပြီးလို့ရှိရင်ဒီက move here ကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်အဲ့ဒီကလေးကိုတွက်ကြည့်မယ်ဗီဒီယိုတူဆိုတာပေါ်နေပါတယ်ကျွန်တော်ဒီမှာထည့်လိုက်တဲ့ဗီဒီယိုအဲ့မှာတွေ့ရပါလိမ့်မယ်မပေါ်ရောအဲ့တော့အဲ့ကဓာတ်ပုံထည့်ပြအောင်အဲ့ဖိုင်လေးကိုပဲတွားလိုက်ပါတွားပြီးလို့ရှိရင်ဒီမှာဓာတ်ပုံဒီပုံထည့်ပြ move ကိုနှိပ်လိုက်ပါပြီးလို့ရှိရင် SD ကတ်ကိုတွားပါဒီမှာ SD ကတ်ပြီးလို့ရှိရင်အပေါင်းလက္ခဏာလေးကိုနှိပ်မယ်သူဓာတ်ပုံပိုတိုပေါ့နော်ပိုတိုလို့ရမယ် BHOT တူလို့ပြရမယ်ပိုတိုတူလို့ပြလို့ရှိရင်ဒီအောက်က create လေးကိုနှိပ်ပြလိုက်ပါပြီးလို့ရှိရင်ပိုတိုတူကဒီမှာပေါ်နေတယ်အဲ့တော့အဲ့ဒါလေးကိုနှိပ်လိုက်ပါပြီးလို့ရှိရင် move here ကိုနှိပ်လိုက်ပါဒါဆိုရင်ရောက်သွားပါပြီအဲ့တော့ S ကလေးကိုတွက်ကြည့်မယ်တော့ S ကနှိပ်ကြည့်လိုက်ပါပိုတိုတူရောက်သွားပါပြီဟုတ်ကဲ့အဲ့နည်းလေးအတိုင်းနေပဲဓာတ်ပုံကြီးမိလို့ဖုန်းထဲမှာရှိတဲ့ဓာတ်ပုံကြီးဗီဒီယိုတွေကို SD ကလေးကိုပြောင်းလို့ရပါတယ်ခင်ဗျအားလုံးပဲကျွန်တော်တောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကျွန်တော်ရဲ့ page ကျွန်တော်ရဲ့ channel ကအသစ်လေးမို့လို့အားလုံး like share လေးလုပ်ပြီးတော့ပါလို့တောင်းဆိုပါတယ် like share လေးလုပ်တော့ပါလို့တောင်းဆိုပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ